မှာတင်ပေးထားတဲ့ထားပါတော့ noun အကြောင်းဆိုတော့ထားပါတော့ဘာမှမသိဘူးပေါ့နော်ကိုကအဲ့တက်ပဲရှာလိုက်မယ် English nouns name ပေါ့အဲ့လိုပဲရှာလိုက် Okay အဲ့ဆိုအများကြီးထွက်လာလိုက်ပြီဒါမှဆိုသူထွက်လာပြီ right 100 most common nouns time number head okay တမျိုးတွေပေါ့နော်အများကြီးထွက်လာပြီ alright ပြီးလို့ရှိရင်လေ့ကျင့်ခန်းလေးလုပ်ချင်တယ် okay present tense exercise ပေါ့နော် exercise ဟုတ်ရင်ဟုတ် worksheet လို့ရှာရင်လည်းရှာလို့ရတယ် present tenses exercises အဲ့လိုမျိုးပေါ်လာပြီပေါ့နော်ဘယ်တမှာ present simple tense အဲ့တော့ဒီမှာချက်လိုက် right zoom ဆွဲလိုက်ပြီးလို့ရှိရင် okay Sarah liked to play tennis right likes မှာ s ထည့်မယ်အဲ့ဒါလိုမျိုးတွေပေါ့နော်အများကြီးရှိရပြီးလို့ရှိရင်ကျွန်တော် question တိတ်နားမလို့ဆိုရင် WH questions worksheet okay အဲ့လိုမျိုးရှာလိုက်လို့လည်းရတယ်ပြီးလို့ရှိရင် worksheet လို့မရှာဘဲနဲ့ exercise လို့ရှာချင်လည်းရတယ် okay အဲ့လိုမျိုးပေါ့နော်ဒါ Pinterest okay Pinterest သုံးဖို့ရတူရှိလားမသိဘူး Have you ever used Pinterest okay so အဲ့တော့အရန်လွယ်တယ်ပေါ့နော် English ကိုဒီခေတ်မှာလေ့လာရတဲ့ဟာအရန်လွယ်သွားပြီPinterest သုံးဖူးပါသလားချက်ထဲမှာပြောခဲ့ပေးပါ Have you ever used Pinterest Pinterest သုံးဖူးလားOkay ပြီးလို့ရှိရင်ဘာရှိသေးလဲဆိုတော့ထားပါတော့ vocabulary ပေါ့နော် vocabulary 4 maybe kitchen okay kitchen vocabulary လို့ရှာရင်လည်းရတယ်အများကြီးထွက်လာပြီ right so အခုအဓိကတော့kitchen vocabulary လို့ပြောတဲ့အချိန်မှာ cooking verbs in English အရင်ကအရေးကြီးတယ်ပေါ့နော် cook တလုံးတည်းပဲသိထားလို့မရအောင် right so ဒီမှာဆိုတော့ကင်နေဆို grill နဲ့တုံးတယ်ကင်တာကမှသူကအဲ့စကားလေးခံပြီးအဲ့လိုမျိုးကင်နေပြီးလို့ရှိရင်အဲ့ဒါဟို grill လို့ခေါ်တယ်ကြော်တာကြော fry we all know that ပြုတ်တယ် boil great ကြတော့သူကအဲ့လိုချစ်တာပေါ့နော်အဲ့လိုအမုတ်ထအောင်ချစ်တဲ့ဟာမျိုး okay weeks လို့ခေါ်တယ် weeks ကသူကခောက်တာပေါ့ okay ကျုပ်ခောက်တာတော့ဘာလို့အများကြီးပေါ့နော်ဒီမှာ okay steam လို့ဘာလို့ဆိုတော့ပေါင်းတာပေါ့ okay ဆိုအဲ့လိုမျိုးတွေပေါ့နော် cooking verb တွေသိထားတဲ့ပြီးလို့ရှိရင် verb လို့ပဲမလုပ်ချင်ဘူးပေါ့နော်ဆိုထားပါတော့ cooking phrases လို့ရှာရင်ပိုကောင်းလိမ့်မယ် okay cooking phrases okay phrase လို့ရှာလိုက်လို့ရှိရင် तू ကစကားလုံးအတိုင်းထွက်တယ်ပေါ့နော်စကားလုံးအတိုင်းထွက်တယ် so how do you make spaghetti can you teach me how to cook rice right so stuff like that နားအဲ့လိုမျိုးကိုကလေ့လာလို့ရတယ်အဲ့တော့ Pinterest ကတော့တော်တော်လေးအသုံးဝင်တဲ့ထဲမှာပါတယ်ပေါ့နော်တခြားဒီ lesson တွေ prepare လုပ်တာလဲအရင်ကြီးခက်မရှိဘူးပြောချင်တာကိုကသူများလုပ်ပြီးသားအများကြီးရှိတယ်အဲ့ဒီဟာကိုကယူလိုက်ရုံပဲဒါပေမဲ့ရှာတတ်ဖို့တော့လိုတယ်ပေါ့နော်ဒါကတော့ Pinterest သုံးလေးတင်ပေးရခြင်းဖြစ်ပါတယ် it's very simple it's very useful and ထားပါတော့အခု phrase လို့ပြောတဲ့ထဲမှာကိုကအခုမှ basic learner ပေါ့နော် maybe everyday English ထားပါတော့ everyday easy English phrases အဲ့လိုရှာလိုက် okay everyday easy English phrases ဒီလိုမျိုးပေါ့နော် so speak faster I have to go I've got to go အဲ့လိုမျိုးပြောလို့ရတယ်ဆိုတော့ तू ကပိုမြန်အောင်ပြောချင်လားပေါ့နော်ဒါကတော့ native speaker တွေပြောနေကြပုံစံတိုင်းဖြစ်တယ် I've got a book okay do you want to dance you want to danceဆိုတဲ့ပုံစံမျိုးပေါ့နော် do you want a banana okay အဲ့လိုမျိုးပုံစံဖြစ်ပါတယ်အဲ့တော့အရင်ကအသုံးဝင်ပါတယ်ပေါ့နော်တော်တော်လေးကိုအသုံးဝင်တယ်ကိုကဟိုတယ်မှာလုပ်နေတဲ့သူတွေဆိုလည်းဘယ်လိုပြောလို့ရလဲဆိုတော့ maybe
hotel easy English phrases အဲ့လိုပဲရှာလိုက် okay ရှာတဲ့အချိန်မှာအဲ့လောက်ကြီးမလိုဘူးပေါ့နော် so ဒီမှာဆိုတော့သူက vocabulary အတိုင်းပြထားတယ် okay at a hotel အာ hotel ရနဲ့ကိုကဘာတွေကြားရမလဲပေါ့နော်ဒီ hotel ဝန်ထမ်းကလည်းမေးတဲ့ဟာတွေအတားတွေဖြစ်တယ် do you have a reservation reservation is what reservation ဆိုတာကိုမ booking လုပ်ထားပါလားပေါ့နော်ကိုကကြိုတင်ပြီးတော့သူတို့ဖုန်းဆက်ထားလား may I have your name please so if you reserve a hotel room then it means that you reserve it with under a name right နာမည်တစ်ခုခုနဲ့သူကထားပါတော့ကိုမျိုးနာမည်နဲ့ reserve လုပ်ထားတယ် so သူတို့နာမည်မေးလိုက်မယ် how long will you be staying maybe 2 days 3 nights ID ပြခိုင်းတယ် okay how many guests are you with အဲ့လိုမျိုးပေါ့နော်ပြီးရင်ကိုကမေးမယ်မေးခွန်းဆိုဒီမှာ10 questions you might ask do you have any rooms available okay it's breakfast included okay does the room have air conditioning aircon ပါလား okay check in ဘယ်ချိန်လုပ်လို့ရတယ်အဲ့ဒီလိုမျိုးတွေအများကြီးမေးလို့ရတယ် so ပြောချင်တာကကိုမေးလို့တဲ့အကြောင်းအရာတစ်လုံးနဲ့တော့မှဒီ phrase ဆိုတဲ့ဟာသိထားရင်ရပြီ okay ဒီလိုမျိုးရှာပါ hotel easy English phrases right it's very simple okay so တခြားကြားရလားမသိဘူးဒီ live ထဲမှာလေthis is my first time being live on YouTube so YouTube ထဲမှာတော့ပထမဦးဆုံးlive လုပ်ဖူးတာပေါ့နော်အဲ့တော့ကြားရပါသလား Pinterest ရှိမယ်လို့လည်းယုံနေပေါ့နော်အကုန်လုံးဆိုမှာ Pinterest ဖုန်းမှာလည်း download လုပ်ရတယ်ပြီးလို့ရှိရင် okay Pinterest ကိုရှာပတ်မယ်နော် so if you go to Google okay Google တောင်းလိုက်လို့ရှိရင်ဒီထဲမှာ Pinterest အဲ့ဒီဟာရှာလိုက် this one alright ဒါကို screenshot ယူထားလိုက်ပါနော် screenshot ယူထားလိုက်ပြီးတော့ဒီပုံစံလေးထွက်လာလို့ရှိရင်ကို့မှာ computer ရှိတယ်ဆို computer မှာတခါတည်းပါဖြစ်တယ်login ဝင်ထားလိုက် computer မရှိဘူးဆိုရင်တော့ဒီဟာကိုတခါတည်းဖုန်းထဲမှာ download လုပ်ထားလို့ရတယ် so it looks like this alright it looks like this so Pinterest ကအရန်ကိုအသုံးဝင်ပါတယ်တချို့အခုခေတ်ကလေးတွေကြတော့သူတို့က Pinterest မှာပုံတွေရှာကြတယ်ပေါ့နော်ပုံတွေဒီ wallpaper တို့ဘာလို့ရှာကြတယ်ဒါပေမဲ့တခြားတော့များတော့အဖြစ်ဒီစာတွေရှာတယ်ပေါ့နော်အဲ့တော့ဒီမှာ home tab မှာကြည့်လိုက်ပြီဆိုကိုရှာနေကြဟာတွေပဲသူကပေါ်လာတယ်တလား okay တကယ်လို့ကိုကဒီမှာမင်းသားပုံတွေရှာထားဆိုမင်းသားပုံတွေရှာလိုက်မယ် so ဒီ social media ကသုံးရင်သုံးတတ်တယ်လို့အရန်ကိုအသုံးဝင်တယ်ပေါ့နော် social media မှာကိုရှာတဲ့ search engine ပေါ်မှာမူတည်ပြီးတော့ search history ပေါ့နော်ကိုကထားပါတော့ကောင်မလေးပုံတွေရှာထားရဲဆိုနောက်နေ့လည်းကိုကောင်မလေးပုံပဲလာပြီးတော့ recommend လုပ်လိုက်မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ you ended up wasting a lot of time on social media right so social media မှာအချိန်အရန်ကုန်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကိုက search engine မှာဘာရှာလဲဆိုတာအရန်ကိုအရေးကြီးပါတယ် Facebook မှာဆိုလည်းအဲ့လိုပဲ TikTok မှာလည်းအဲ့လိုပဲ okay အမေအခု Pinterest မှာကြတော့အခု Pinterest သုံးနည်းကိုပြောပြနေတာဖြစ်ပါတယ်ဗောနော်ပြီးလို့ရှိရင်ဒီပုံတွေကို save လုပ်ရတယ်ကိုက okay ဒီမှာ cooking verb ဆိုပြီးထွက်လာပြီတက်လားခဏကတစ်ခေါက်ပဲရှာထားတယ်ဒါပေမဲ့ तू ကနောက်တစ်ခေါက်ပြန်ပြီးတော့ထွက်လာပြီပြီးရင် my daily routine နဲ့အရန်ကိုကောင်းတယ်ဗောနော် so ဒီမှာကဟိုနေ့က lesson 1ထဲမှာ free lesson 1 2 right 1 2မှာဆိုတော့ present tense ကိုတင်ပြထားတာဖြစ်တယ်အဲ့တော့ present tense အတိုင်းလိုက်ပြောလို့ရပြီဟုတ်တယ်မလားအဲ့တော့ဒီမှာ vocabulary ရှိသွားပြီလေ so let's say I have breakfast at 7 a.m. in the morning okay or always နဲ့ပေါင်းသုံးလိုက် so I always have breakfast at 7 a.m. in the morning and I sometimes okay ever frequency သုံးလို့ရတယ်တခါတလေမှာကျွန်တော် TV ကြည့်ရပေါ့နော်ညဘက်ဆို TV ကြည့်ရဆိုရင် I sometimes have what I sometimes watch TV at nights okay and then at the weekend I play soccer with my friends so အများကြီးပဲကိုကအခုမှ basic လေးလာတဲ့သူဆို Pinterest ကအရင်ကအသုံးဝင်ပါတယ် surf the internet play video games drink tea hang the clothes အဝတ်လမ်းနေပေါ့နော် I always have to hang the clothes ကျွန်တော်အမြဲတမ်းအဝတ်လမ်းရတယ် okay take a photo go shopping water the plants okay iron the clothes
pick up toys အများကြီးပေါ့နော်ဒီမှာဒီတစ်ခုဆိုတော့ဟို Pinterest မှာမဟုတ်အကုန်လုံးမှာကိုရှာထားတဲ့တစ်ခုနဲ့ဆက်ဆက်တဲ့ဟာသူကနောက်မှာ recommend ပေးလို့ရှိရယ်အဲ့ဒီဟာအရင်ကိုကောင်းတယ်ပေါ့နော်ဒီမှာ household chores ဒါဆိုတခြား basic class တွေကိုသင်ပေးဖြစ်တဲ့ vocabulary တွေဖြစ်တယ်ကိုဟာကိုတီထွင်စရာမလိုဘူးအကုန်လုံးရှိပြီးသားဟာကိုရှာတတ်ရုံနော်ဒီမှာတော့ cooking washing the car see cooking washing the car and then weeding the garden you know what is weeding weed ပေါ့နော် okay အခုခေတ်လူငယ်တွေသိရ weed ဆိုတာပါလဲစိတ်ချလို့ပဲသိထားတယ်ဒါပေမဲ့ तू က weed ဆိုတာက verb ဆိုရင် तू ကမျက်နှုတ်တာကိုပြောချင်ဖြစ်တယ်ပေါ့နော် so weeding the garden okay ဒီမှာ mowing the lawn trimming the plants okay repairing cleaning the bathtub ironing okay folding the laundry fold the laundry ဆိုတော့အဝတ်ခောက်တယ်အဲ့တော့ vocabulary မရှိဘူးမသိဘူးဆိုပြီးတော့ကိုကအတိုင်းထိုင်နေလို့မရဘူးကိုကအဲ့လိုသွားရှာလိုက် so the keywords တွေကိုမှတ်ထားလိုက်ပေါ့နော် household choresဆိုတာ chores ဆိုတာလုပ်စရာအလုပ်တွေကိုပြောချင်ဖြစ်ပါတယ် household ဆိုတာအိမ်အလုပ်ပေါ့နော်အိမ်မှာလုပ်စရာအလုပ်တွေကဘာတွေရှိလဲ okay alright so အဆင်ပြေနော်ဒါကတော့ Pinterest ကိုတုံးနေသင်ပေးနေတာဖြစ်ပါတယ်အဲ့တော့ teacher တင်ထားတဲ့ lesson တွေအများကြီးရှိရပေါ့နော် teacher တင်ထားတဲ့ lesson တွေထဲမှာအဲ့ဒီ vocabulary နဲ့တွဲသုံးပြီးတော့ကိုကလုပ်လို့ရပါတယ်ဒီ live ကလည်းမဖြတ်ဘူးပေါ့နော်အဲ့တိုင်းပဲထားမှာဖြစ်တယ်အဲ့တော့ဒါလေးကိုလည်းပြန်ပြီးတော့ကြည့်လို့ရပါတယ် okay so Pinterest ဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုတော့ okay အများကြီးပဲပေါ့နော် flow ပဲရှာကြည့်လိုက် okay action verb flow ပဲရှာကြည့်လိုက် pour listen sing read stand up sit down so ဒါအလွယ်လေးပေါ့နော်တော်လေးလွယ်ပါတယ်ထားပါတော့အခုနောက်ပိုင်းက slang တွေတော်တော်လေးခေတ်စားတယ်ပေါ့နော်ဆိုတော့ထားပါတော့ American slangs and idioms okay okay ဒါခုနောက်ပိုင်းကကလေးတွေသိရပေါ့နော် risk လုပ်တယ်ဆိုတာကိုကအဲ့လိုဘယ်လိုပြောရမလဲတရားကိုသွားပြီးတော့အထင်ကြီးအောင်လုပ်တယ်ပေါ့နော် risk လုပ်တယ် okay ပြီးရင် तू ကအထင်ကြီးစရာကောင်းတယ်ပေါ့နော် he's got risk okay he's got mad risk ဆိုပြီးခေါ်တယ် low key ကျတော့မတိမတာလေးလို့အသိပေးရတယ်ပေါ့နော်ကိုကပေါ်တဲ့မလုပ်ဘဲနဲ့အဲ့လိုမတိမတာလေးလုပ်တဲ့ဟာ low key လို့ခေါ်တယ် okay so အများကြီးပါပဲကိုလေးလာခြင်းတဲ့ဟာတွေအကုန်လုံးရှိတယ်မြန်မာလိုတော့မရှိဘူးပေါ့နော်မြန်မာလိုတော့မရှိဘူးအဲ့တော့အဓိကတော့ကိုက basic level လောက်ကျွမ်းကျင်သွားပြီဆိုရင်တော့ကိုဟာကိုself study အများကြီးလုပ်လို့ရပြီ okay self study အများကြီးလုပ်လို့ရတယ် alright so this is called Pinterest လို့ခေါ်ပါတယ်ပြီးလို့ရှိရင်နေ့တိုင်းဖတ်ဖို့ quotes လေးတွေပေါ့နော်ဆိုထားပါတော့ easy quotesဆိုတာကသူကဘယ်လိုဟာမျိုးလဲဆိုတော့စကလုံးပေါ့နော်ဒီ motivation ဖြစ်စေမဲ့စကလုံးမျိုးတွေကိုခေါ်တယ်အဲ့တော့ကိုကစာပိုင်းအရှိကြီးမဖတ်နိုင်ဘူးဆို quotes လေးတွေဖတ်ကြည့်ပါပေါ့နော်ကိုစိတ်ဝင်စားတဲ့နေပေက quotes တွေဖတ်လို့ရှိရင်ကိုကပို့ပြီးတော့သိချင်လာတယ်သိချင်တဲ့အချိန်မှာလူတွေကရှာကြတယ်အဲ့လိုမျိုးပေါ့ဆိုဒီမှာဆိုရင်သူကအချစ်အကြောင်းပြောထားတာပေါ့နော်အချစ်အကြောင်းဆိုရင် love isn't always perfect okay အချစ်ကperfect အမြဲတမ်းပြည့်စုံနေရတော့မဟုတ်ဘူး it isn't a fairy tale or a storybook ပြီးတော့သူကပုံပြင်လည်းမဟုတ်ဘူးပေါ့နော်ပုံပြင်လည်းမဟုတ်ဘူးညအိယာဝင်ပြင်အောင်ပုံပြင်လည်းမဟုတ်ဘူး and then it doesn't always come easy အမြဲတမ်းလည်းမလွယ်ကူဘူးပေါ့နော် okay love is overcoming obstacles facing challenges and fighting to be together holding on and never letting go okay overcoming obstacles the obstacles means that I can't carry ပေါ့နော်ပြောချင်တာစူးညောင်းခလုတ်လေးတွေကိုပြောချင်တာအဲ့ဒီဟာကို obstacles လို့ခေါ်တယ် love is overcoming obstacles facing challenges ရင်ဆိုင်အထက်ခဲရရင်ဆိုင်ဖြည့်ရှင်းတယ်လို့သိပေးရတယ် fighting to be together holding on and never letting go ဘယ်တော့မှသွားခွင့်မပြုပြောချင်တာဒီကိုင်နေတဲ့လက်ကိုမလွတ်လိုက်ဘူးလို့ပြောချင်တယ် okay it is a short word easy to spell difficult to define and impossible to live without okay love ဆိုတဲ့ word ကိုသူကတူတူလေးပါပဲတဲ့ LOVE လေးလုံးပဲတဲ့ easy to spell
ပေါင်းဖို့လည်းအရင်လွယ်တယ်ပေါ့နော် LOVE ဆိုပြီးပေါင်းဖို့လည်းအရင်လွယ်တယ် difficult to define အဓိပ္ပာယ်ဖွင့်ဖို့ကြတော့ခက်ပြန်တယ်တဲ့ okay impossible to live without အဲ့ဒီအချစ်မရှိဘဲနဲ့နေဖို့ကြတော့လည်းမဖြစ်နိုင်ဘူးတဲ့ဆိုတော့တော်တော်လေးဟိုမိုက်တယ်ပေါ့နော်သူရဲ့ coast တွေက and love is work အချစ်ဆိုတာအလုပ်ဖြစ်ပါတယ် but most of all love is realizing that every hour every minute every second was worth it because you did it together okay realizing means like တည်သွားတယ်ပေါ့နော်တည်ရှိသွားခြင်းဖြစ်တယ်နာရီစက္ကန့်တိုင်းပေါ့ okay နာရီတိုင်းမိနစ်တိုင်းစက္ကန့်တိုင်းကအရန်ကိုတန်တယ်တဲ့ because you did it together အတူတူလောက်ကြလို့ဖြစ်တယ်ပေါ့နော်ပြောချင်တာကတော့ဘယ်ကိစ္စဖြစ်ဖြစ်အတူတူရှိနေတဲ့အချိန်မှာနာရီစက္ကန့်တိုင်းကအရန်ကိုတန်ဖိုးရှိတယ်ဆိုတဲ့ဟာကိုတည်သွားရခြင်းကလည်းအချစ်ဖြစ်ပါတယ်ပေါ့နော် so အမေဆိုတော့ဒီအမြဲတမ်းအသေးကွေးနေတဲ့အဖွဲ့တွေကဒီလိုမျိုးဟာတွေဖတ်လို့ရှိရင်တော့ကိုက English နဲ့လေ့လာဖြစ်တယ်ပြီးလို့ရှိရင်ကိုကတိချင်တဲ့အချိန်မှာရှာလာပြီပေါ့နော်အဲ့တော့ကိုကဘာကိုစိတ်ဝင်စားလဲပေါ့နော်ဘာကိုစိတ်ဝင်စားလဲတစ်ချက်စဉ်းစားကြည့်ပါ okay alright so comment ထဲမှာ hello ပဲဖြစ်နေအဲ့တော့ main ချင်တဲ့ main ကွန်းတွေရှိလို့ရှိရင်လည်း man ခဲ့ပေးလို့ရပါတယ် okay you can man it on man လို့ရပါတယ်နော် alright okay နောက်တစ်ခုပြန်ပြီးတော့ဖတ်ကြရအောင်okay ဒါတော်တော်လေးပေါ့နော်တော်တော်လေးဟာကြည့်အောင် what is love အချစ်ဆိုတာဘာလဲပေါ့နော် when someone waits for you whole day just to have a little conversation with you okay အချစ်ဆိုတာကတဲ့တစုံတစ်ယောက်ကခမ ्या ကိုတစ်နေ့လုံးစောင့်နေပေါ့နော်တစ်နေ့လုံးစောင့်နေနင်းနဲ့စကားပြောခွင့်ရဖို့ပဲတစ်နေ့လုံးစောင့်တဲ့ဟာမျိုးကအချစ်လို့ခေါ်ပါတယ်တဲ့ okay ပြောချင်တာကသူနဲ့စကားခဏလေးပြောခွင့်ရဖို့ပဲအဲ့လူကစောင့်နေရတဲ့ဟာအချစ်ဖြစ်ပါတယ်ပေါ့နော် fake love တဲ့ fake love ကတော့သူကအတူပေါ့နော်အချစ်အတူနဲ့အချစ်စစ်ပေါ့နော်မစစ်တာနဲ့မစစ်တာဘာကွာလဲပေါ့ fake love ဆိုတော့ attitude attitude ကဒီအကျင့်တွေပေါ့နော်သူရဲ့အကျင့်ကောင်းတယ်မကောင်းဘူးဆိုတော့ ego မာနတွေ costly gifts okay gift ကဈေးကြီးတဲ့လက်ဆောင်ပစ္စည်းတွေပေါ့နော်ထားပါတော့ကားတို့နာရီတို့အဲ့ဘာညာတတကားပေါ့ okay costly gifts and disrespect တရားနဲ့တရားလေးစားမှုမရှိဘူး and give no time အချိန်မပေးဘူးအဲ့ဒီဟာ fake love ဖြစ်တယ်ပေါ့နော် maybe အခုနောက်ပိုင်းတွဲနေကြတဲ့သူတွေက fake love များလိမ့်မယ်ပေါ့နော်လက်ဆောင်မဝယ်ပေးရင်ပြက်ပေးအဲ့လိုမျိုးပေါ့ okay real love ကတော့ဘာလဲအချစ်စစ်ဆိုတာဘာလဲပေါ့အချစ်စစ်ဆိုတာ love care respect အချစ်ဖြစ်တယ် care ဂရုစိုက်မှု respect တယောက် respect ရှိမှု understand each other တယောက်နဲ့တယောက်နားလေတယ် fighting ရန်ဖြစ်တယ် give time အချိန်ပေးတယ်ဒါ fake love နဲ့ real life ပေါ့နော် so အရင်ကစိတ်ဝင်စားဖို့ကောင်းပါတယ်ဗောနော်ကိုကြိုက်နေတဲ့ course လေးတွေရှာဖတ်လို့ရတယ်အဲ့တော့ teacher ကဘယ်လိုရှာလိုက်လဲဆိုတော့ခဏ course ဆိုပြီးတော့ပဲရှာလိုက်တယ်ဗောနော် QUOTE okay course ဆိုပြီးရှာလိုက်ပါ love course ဆိုပြီးရှာလိုက် okay ဘာမှမခက်ဘူး alright ဘာမှမခက်ဘူးပြီးတော့အဲ့တော့နောက်တစ်ခုရှာပြမယ် so love အကြောင်းတိတ်မသွားရှင်တော့အဲ့တော့ life course ပေါ့နော် life course inspirational life motivation inspiration အဲ့တော့ easy ဆိုပြီးရှာလိုက်မယ် okay လွယ်တဲ့ဟာလေးပေးပါပေါ့နော်okay so 5 simple ways to stay positive every day နီလာ၅ခုပေါ့နော် to stay positive every day နေ့တိုင်း positive ဖြစ်ဖို့နီလာ၅ခုပါတဲ့ start your day with gratitude mean like ကျေးဇူးတင်တတ်ခြင်း okay ကျေးဇူးတင်တတ်ခြင်းမနေ့ထလာတယ်ကျေးဇူးတင်ပါပေါ့နော် okay so တချို့ဆိုတော့ဆုတောင်းတယ်ပေါ့မနေ့ထလာတယ်အသက်ရှင်ခွင့်ရလို့ကျေးဇူးတင်တယ်ပြီးလို့ရှိရင်အသက်ရှူခွင့်ရလို့ okay ကိုချစ်တဲ့သူနဲ့အတူတူထားခွင့်ရလို့အဲ့လိုမျိုးပေါ့နော် so start your day with gratitude write down 3 things you're thankful for okay ရေးတော့မရေးချတော့ဘူးဒါပေမဲ့ကိုကအုံနောက်ထဲမှာဘာဖြစ်လဲအော်ဒီနေ့ကျွန်တော်ကျမနေရကျွန်တော်ဒီနေ့ maybe စားနိုင်တယ်တောက်နိုင်တယ် okay အရေးကြီးဆုံးကအိမ်သာသွားနိုင်တယ်ပေါ့နော်အိမ်သာသွားနိုင်တယ်အဲ့တော့အရန်ကိုကျေးဇူးတင်တယ် okay တချို့တွေဖြားနေတဲ့သူအိမ်သာတော့မသွားနိုင်ဘူးအဲ့တော့ဒါကျေးဇူးတင်ရမယ့်ဟာတွေပေါ့နော်အဲ့ဒါနဲ့စပါ surround yourself with positive people okay အကောင်းမြင်တဲ့လူတွေနဲ့ပဲကိုယ့်ရဲ့ပတ်ဝန်းကျင်ကို
ဝေးရန်ထားပါပေါ့နော်ကိုယ့်ရဲ့နားမှာ energy is contagious energy is contagious ဆိုတာကဒါလေးကိုပေါ့နော် energy က contagious ဖြစ်ပါတယ် contagious ဆိုတာဒီချောင်းတွေပါရဆိုလို့ရှိရင်ကူးတတ်တယ်လေ okay ငှက်ဖျားဆိုရင်လည်းဒီအဖျားဖြစ်တာတော့ဒီချောင်းဆိုးတဲ့ဟာကူးတတ်တယ်အဲ့လိုပဲ contagious ဆိုတာကူးဆက်တတ်တော့လို့အဓိပ္ပာယ်ရတယ် energy က contagious ဖြစ်တယ်ပေါ့နော် contagious ဖြစ်တယ်ဆိုတာသူကပဲဖြစ်လဲကူးဆက်တတ်တဲ့ဟာဖြစ်တယ် okay လူတယောက်ကအခုဒီမနေ့ထားတာနဲ့တခြားလုံးဝစိတ်ဆိုးနေတယ်ပြီးလို့ရှိရင်မုံမိုင်းမိုင်းပေါ့နော်စကားလည်းမပြောချင်ဘူးတခုခုဆိုလည်းအရန်ဒေါရထွက်နေတယ်ဆိုတော့ကိုယ်ဘေးနားမှာရှိနေတဲ့သူကလည်းအလိုလိုစိတ်ဆိုးသွားနေတယ်သူတို့ရဲ့ mood ကလည်းတခါတည်းကို change သွားနေတယ်ဘာလို့လဲဆိုတော့ energy is contagious okay ကိုကမရွှေမလန်းဖြစ်နေတဲ့ဟာတော့မှတငင်ချင်းကအရန်ကိုရွှင်လန်းပြီးတော့ဟာတာရပြောနေဆိုကိုလည်းအလိုလိုပျော်သွားတယ်အဲ့တော့ကိုယ့်ရဲ့အနားမှာရှိတဲ့သူတွေကလည်းအရန်ကိုအရေးကြီးရပေါ့နော်ကိုယ့်ရဲ့အနားမှာရှိနေတဲ့သူကအမြဲတမ်း complain တက်နေတဲ့သူအမြဲတမ်းဟိုတခုခုဆိုညှဉ်းယူနေတဲ့သူဆိုရင်တော့ကိုကလည်းသူတို့လူမျိုးကြာလာလို့ရှိရင်အရန်ကိုသူတို့နဲ့အတူတူပဲဖြစ်သွားတတ်တယ် okay အဲ့လိုမျိုးပေါ့နော် focus on what you can control နောက်တစ်ခု only focus on what you can control focus ကတော့ဘာဖြစ်မလဲပေါ့နော်ကိုက focus လုပ်ပါတဲ့ what you can control ကိုထိန်းချုပ်နိုင်တဲ့အရာပေါ်မှာပဲကိုက focus လုပ်ပါလို့အဓိပ္ပာယ်ရပါတယ် let go of the rest အရင်ကိုရိုးရှင်းတယ်ဒါပေမဲ့အဓိပ္ပာယ်လည်းအရင်လေးနေတယ်ပေါ့နော် let go ဆိုတာသွားခွင့်ပြုလိုက်ပါပေါ့နော်လွတ်ပေးလိုက်ပါ the rest ကျန်တဲ့ဟာတော့လွတ်ပေးလိုက်ကိုထိန်းမချုပ်နိုင်တဲ့ဟာဆိုဘာရှိမလဲရာသီဥတုကိုထိန်းမချုပ်နိုင်ဘူး okay ပြီးလို့ရှိရင်external force ပေါ့နော်အပြင်မှာဖြစ်နေတဲ့အရာတွေကိုထိန်းမချုပ်နိုင်ဘူးကိုထိန်းချုပ်နိုင်တဲ့ဟာဆိုဘာထိန်းချုပ်လို့ရတယ်ကိုယ့်ရဲ့ကျန်းမာရေးကိုထိန်းချုပ်လို့ရတယ်ကိုနေ့တိုင်းဘာစားမယ်ဘာလုပ်မယ်ဘာတောက်မယ်ဆိုတော့ကိုထိန်းချုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကိုဘလိုလူမျိုးနဲ့ဖက်တမ်းမယ်ဆိုတော့လည်းကိုကထိန်းချုပ်လို့ရတယ် okay all right okay all right the first question what age did you start learning English I think when I was 13 okay 73နှစ်ပေါ့နော်တချို့73နှစ်တုန်းကအဖေနဲ့မေကအဲ့တော့ပတ်စံမရှိဘူးအဲ့တော့ပတ်စံမရှိတော့တချို့တော့ okay အဲ့ဒီ weekend class ရှိဘူးနော် weekend class အဲ့ဒီသူကစနေနေ့တနေ့ပဲတက်တဲ့ class ရှိတယ်အဲ့ဒီဟာမှာတွားပြီးတော့တက်တယ်ပေါ့နော်အပတ်တိုင်း weekend class တက်တယ်နွေရာသီဆိုရင်တော့ summer တက်တယ်ပေါ့နော် summer class လေးတက်တယ်အဲ့တော့တချို့73နှစ်ကနေဆက်တိုက်လေးလာနေရတော့မဟုတ်ဘူးဂျားထဲမှာ9ရန်း10ရန်းဆို English ကလုံးဝလေးမလာတော့ဘူးဒါပေမဲ့အခြေခံကရှိနေတာပေါ့နော်အခြေခံကရှိနေတယ်အဲ့တော့English ကိုပြန်ပြီးလေးလာဖြစ်တာ10ရန်းပြီးသွားတော့ summer school တွေပြန်တက်တယ်မှာကချင်ပြည်နယ်မှာပဲပြန်တက်တယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီနှစ်မှာပဲတော်တော်လေးလာဖြစ်တယ်ပေါ့နော်2016မှာလေးလာဖြစ်ပြီးတော့2019မှာUS ကို scholarship ခဏ program အတူလေးရတယ်ပေါ့နော် program အတူကနေမှဆင့်တခြား India ဘက်ကိုအကြောင်းပြန်ပြီးတော့ရှောက်ဖြစ်တယ်အဲ့တော့ India မှာအကြောင်းတက်ဖြစ်တယ်အဲ့တော့3နှစ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းတေချာလေးပြောလို့ရှိရင် India မှာတက်ခဲ့တဲ့တခြားက English ကိုလေ့လာနေခဲ့တာမဟုတ်ဘူးပေါ့နော် I was just studying business ပဲလေ့လာနေခဲ့တာဖြစ်တယ်အဲ့တော့ English ကအဲ့လောက်ကြီးတိုးတက်တဲ့ဟာတော့မရှိဘူး but maybe ကိုတိထားတဲ့ဟာကိုပဲပြောဖြစ်နေတာပါဘာလို့လဲဆိုတော့ကိုငယ်ငယ်လေးကလေ့လာခဲ့တဲ့ English နဲ့ပဲတကယ်ချင်းနဲ့ပြောတယ် professor နဲ့ပြောတယ်ဒါပေမဲ့ဂျားထဲမှာတစ်လုံးနှလုံးလေ့လာဖြစ်တာတော့ရှိတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့တငယ်ချင်းတွေစီကနေတင်ယူလို့ရတဲ့ phrase လေးတွေတခြားကျရင်တခုရှိတယ်တခါကိုမကြားဘူးတဲ့ word ဆိုအဲ့ဒါဘာကိုပြောချင်တာလဲတခါတည်းမေးတယ်ပေါ့နော်တခါတည်းမေးရပြီးရင်သူတို့တုံးတဲ့ဟာကိုနားထောင်ကြည့်ရပြီးရင်ကိုကလည်းပြန်တုံးကြည့်ရအဲ့လိုနဲ့ English ကပြောဖြစ်သွားတယ်ပေါ့နော်ပြီးလို့ရှိရင်တေချာလေး design မမလိုက်ပြီးတော့လုပ်ဖြစ်တာက2021အဲ့လောက်မှဒီ teaching ပိုင်းကိုစပြီးတော့တေချာလေးလုပ်ဖြစ်လာ2020ကလေးကစတင်တာတော့ဟုတ်တယ်ဒါပေမဲ့နီလန်းမမှန်နဲ့စပြီးတော့လိလာဖြစ်တာ2021 okay အဲ့ဘာမှအဲ့ဒီတော့ဆိုအကုန်လုံးသိတယ် covid ဖြစ်တယ်အာနာသိမ့်တယ် okay အဲ့တော့ဂျားထဲမှာတင်ရမလို့မတင်ရမလို့အဲ့လိုဖြစ်တယ်ဒါပေမဲ့
ဆက်တင်ဖြစ်တယ်ပေါ့နော် online လို့ဆက်တင်ဖြစ်တယ်ဆိုတော့အမျိုးမျိုးပါပဲအခုထိပဲဆိုပါတော့ so တကယ်တမ်းပြောရမယ်ဆို73နှစ်ကလေးကတင်ခဲ့တာဟုတ်တယ်ဒါပေမဲ့ဂျားထဲမှာပြတ်သွားတဲ့အချိန်တွေရှိတယ်အမေအခြေခံပိုက်သွားတဲ့အချိန်မှာလူတယောက်ကခဏပြောလို့ English ကလည်းလို့ပဲ foundation ပိုက်သွားတဲ့အချိန်မှာနောက်တစ်ခေါက်ပြန်ပြီးတော့တင်တဲ့အချိန်မှာ तू ကနှွေးပြီးသွားဖြစ်သွားတာပေါ့နော်အဲ့လောက်ကြီးမခက်တော့73နှစ်ဆိုတာအရန်ငယ်တဲ့အရွယ်လည်းမဟုတ်အရန်ကြီးတဲ့အရွယ်လည်းမဟုတ် so I was totally a teenager right a teenager back then and yeah I mean altogether I would say more than 13 years okay 73နှစ်ဆိုတော့အခုတချင်26ပြည့်တော့မှာပေါ့နော်နောက်လဆို26ပြည့်မှာဖြစ်တယ်26ပြည့်တော့မှာဆိုတော့73နှစ်ရှိတော့မှာပေါ့နော်စာ English နဲ့ထိတွေ့တာ73နှစ်ရှိတော့မယ်တထဲဝင်စပြီးတော့ဆက်တိုက်လေးလာဖြစ်တာကတော့အခု2020လောက်ကတည်းကအခုထိဆိုတော့ maybe 5 years 6 years okay ဂျားထဲမှာလေးလာတဲ့ဟာတွေတော့ရှိပါတယ်အင်းဂျာမှာကြောက်တဲ့ခေတ်တုန်းကမလေးလာတာမဟုတ်ဘူး okay အဲ့လိုပေါ့ all right any other questions you want to ask okay so if we don't have we'll continue with this Pinterest thing okay and take care of your body eat well sleep well and move your body all right okay so အဲ့ဒါကတော့ Pinterest သုံးနည်းဖြစ်ပါတယ် Pinterest ကိုသုံးပြီးတော့ English ကိုဘယ်လိုလေ့လာရမလဲဆိုတာပြောထားခြင်းဖြစ်ပါတယ်အဲ့တော့အခုမိနစ်30လဲကြော်သွားပြီပေါ့နော်အဲ့တော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ် and ဒီနေ့ကတော့အတိုင်းပဲစပြီးတော့ live လွှင့်ကြည့်ရတာပေါ့နော်နောက်နေ့ကနေစပြီးတော့အခု teacher lesson အဲ့လိုမျိုး record လုပ်ရတာထက်ဒီလိုမျိုးတင်တာပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်ပေါ့နော်အဲ့တော့နောက်ထပ် free lesson တွေကိုအခုlive YouTube live နဲ့ပဲတင်ဖြစ်ဖို့များမယ်ပေါ့နော်အခုတခြားလေးဆုံးဖြတ်ပြီးသွားပြီအဲ့တော့ YouTube live မှာဆိုရင်တော့ចောင်းသားတွေလည်းတခါတည်းချက်ချင်း live လုပ်လို့ရတယ်ပြီးလို့ရှိရင်မိကုတွေလည်းတခါတည်းမေးလို့ရတယ်ပေါ့နော် alright so okay နောက်မှပြန်ပြီးတော့တွေ့ပါမယ်အဲ့တော့ Facebook မှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်အခုတခြား post တစ်ခုလုပ်လိုက်မယ်အဲ့အချိန်မှာဘေးအချိန်မှာ live လွှင့်ဖို့အဆင်ပြေဆုံးအချိန်လဲဆိုတဲ့ဟာကိုလည်း comment မှာ man ခဲ့ပေးပါ okay ဘန်ကောက်အချိန်ပေါ့နော်ဘန်ကောက်အချိန်ဘေးအချိန်မှာ live လွှင့်ဖို့အဆင်ပြေမယ်ဆိုတဲ့ဟာကိုအခုတခြားဒီ live ပြီးရတဲ့ post တစ်ခုတင်ထားမယ်အဲ့ဒီ post ရဲ့အောက်မှာ comment တွေခြံခဲ့ပေးပါ so bye bye ပါ good night ပါ안녕 good night